သုံးပွဲဆက်နိုင်ပွဲနဲ့အတူလူမန်နေရာမန်ရောက်ရှိလာပြီဖြစ်တဲ့ United နဲ့ Fulham ပွဲပြီးသုံးသက်ချက်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရီချမ်းပါ United အသင်းဟာ Premier League ပွဲစဉ်24ရက်ဖြစ် Fulham အသင်းကိုအိမ်ကွင်းမှာလက်ခံရှင်မြန်ကစားခဲ့ရတဲ့ Super Sunday ရဲ့ဒီတစ်ပတ်တာပွဲစဉ်မှာတော့3-2ဆိုတဲ့ရလဒ်နဲ့ထပ်မံအနိုင်ယူသွားခဲ့ပြန်ပြီပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ Michael Carrick ဟာပြီးခဲ့တဲ့ Man City နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်ကလူစင်းကိုတနေရာသာအပြောင်းလဲလှုပ်ဆောင်လာခဲ့ပြီးဂိုးသမားနေရာမှာတော့ Lesman နောက်ခံလူတွေအဖြစ်လူရှော်မာတီနဲ့ဟာရီမကွိုင်းယာနဲ့ဓားလော်တို့ဖြစ်ပြီးကွင်းလယ်နှစ်ယောက်တည်းမှာတော့ဝါရင်တပါရင်ကစားသမားကြီးကက်စမဲရိုနဲ့ကိုဘီမဲနူးတို့ကိုပဲဆက်လက်ပွဲထုတ်လာခဲ့ပြီးအသင်းကောင်းဆောင်ဘရူနိုဖာနာဒက်ကိုတော့နှစ်ပတ်30နေရာမှာပဲဆက်လက်ပွဲထွက်လာစေခဲ့ကတိုက်စစ်မှာတော့ကွန်ညာအမ်ဘိုမိုနဲ့အာမက်တီယာလိုတို့ဖြစ်ပွဲထွက်ခင်းကျင်းလာခဲ့ပါတယ်ပွဲစတင်ကတည်းက United အသင်းဟာဖူအန်အသင်းကွင်းဘက်တစ်ချမ်းတည်းကိုအမိအယခြေကုပ်ယူပြီးတိုက်စစ်ဖွင့်ကစားနေပေမဲ့ဖူအန်အသင်းရဲ့တံပြန်ကောင်တာတွေကနေမကြာခဏပြန်လဲဂိုးပေါက်ချင်းချောက်မှုတွေကြောင့်အခက်အခဲတချို့ရှိခဲ့ပြီးဂိုးသမားလေးလက်စမန်ရဲ့နေရာယူမှန်ကန်မှုနဲ့အရေးပါတဲ့ကာကွယ်မှုတွေကြောင့်ဥဆောင်ဂိုးတွေခွင့်မပြုခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း United အသင်းဟာကိုလှုပ်ရှားရှိတာကိုဆက်လက်လှုပ်ဆောင်နေပြီးဂိုးတွေရရှိအောင်စူးစမ်းနေရင်းကနေပွဲကစားချိန်16မိနစ်မှာတော့ပြစ်ဒဏ်ဘောတစ်ချိန်ရရှိခဲ့ပြီးထိုပြစ်ဒဏ်ဘောမှာတစ်ဆင့်ရာသီကုန်မှာအသင်းကထွက်ခွာတော့မယ်ဆိုတဲ့ကက်စမဲတို့ကပဲကောင်းတိုက်သွင်းယူခဲ့ပြီးဥဆောင်ဂိုးတစ်ဂိုးကိုစတင်ရရှိလာခဲ့ပါတယ်။ဥဆောင်ကိုရရှိပြီးတဲ့နောက်မှာတော့ United အသင်းဟာတိုက်စစ်ကိုအကောင်းဆုံးပုံဖော်နေပေမဲ့လိုအပ်နေတဲ့သွင်းဂိုးတွေကိုတော့ထပ်မံမရရှိခဲ့ပဲပထမပိုင်းကိုပြီးဆုံးသွားစေခဲ့ပါတယ်ဒီပွဲစဉ်ရဲ့အကောင်းဆုံးအချိန်ကာလကတော့ဒုတိယပိုင်းမှာဖြစ်ပြီးနှစ်သိန်းပေါင်းသွင်းဂိုးတွေနဲ့မြိုင်ဆိုင်ခဲ့ပြီးစိတ်လှုပ်ရှားမှုတွေအပြည့်အဝပေးစွမ်းနိုင်ခဲ့တဲ့အချိန်ကာလလည်းဖြစ်ပါတယ်ဒုတိယပိုင်းပြန်စချိန်မှာတော့ United အသင်းဟာပထမပိုင်းလိုတိုက်စစ်ကိုအလွန်ကြုံမစော့တော့ပဲဖူအန်အသင်းကိုဘောလုံးတွေပေးကင်ကစားစေခဲ့ပြီး game plan ကောင်းကောင်းနဲ့ကစားခဲ့တာကြောင့်ပွဲကစားချိန်56မိနစ်မှာတော့ဥဆောင်ကိုသွင်းယူပေးခဲ့တဲ့ကက်စမဲရိုကပဲလှလှပပဖန်တီးပေးခဲ့ပြီးခွန်ညာကအမားယုံမရှိသွင်းယူနိုင်ခဲ့လို့ဒုတိယမြောက်ဥဆောင်ကိုရရှိလာခဲ့ပါတယ်နှစ်ကိုမရှိဖြစ်နေချိန်မှာတော့ဖူအန်သင်းဟာတိုက်စစ်ကိုဒလက်ဆက်ဆင်လာတာကြောင့်68မိနစ်မှာခြေပါကိုတကိုးကိုရရှိခဲ့ပေမဲ့ VR ပြန်ကြည့်ပြီးပယ်ဖြတ်ခဲ့တာမို့တက်တာသွားခဲ့ရပေမဲ့85မိနစ်မှာတော့ဟာရီမကွိုင်းယာရဲ့ပြစ်ဒဏ်ဘောကနေတဆင့်ပင်လယ်ဒီပေးခဲ့ရပြီးခြေပါကိုတကိုးကိုပြန်လည်ပေးအပ်ခဲ့ရပါတော့တယ်ပွဲကစားချိန်မိနစ်60ပြည့်လို့ထပ်ဆောင်ချိန်ဖို့10မိနစ်မှာတော့ဖူကန်အသင်းတို့ခြေပါကိုတကိုးကိုထပ်မံရရှိသွားခဲ့ပြီးတေရလက်နဲ့ပြီးဆုံးသွားတော့မယ့်အချိန်မှာလူစားဝင်တိုက်စင်မှုဆက်စကိုက64မိနစ်မှာပဲအနိုင်သေးချာစေမဲ့ဂိုးကိုသွင်းယူနိုင်ခဲ့တာကြောင့်ပွဲက3-2ဆိုတဲ့ကျင်းပြောင်းတဲ့ရလဒ်နဲ့ပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ Michael Carrick နဲ့ United အသင်းရဲ့ခီးလန်းချောင်းဟာတကယ့်ကိုလှပလျက်ရှိပြီးနောက်ဆုံး3ပွဲဆက်အနိုင်ရရှိမှုနဲ့အတူလူမန်နေရာမန်ကိုပြန်လဲတက်လန်းရောက်ရှိလာပြီးဖြစ်ကြောင်းနဲ့ Michael Carrick ယူဆောင်ပြီးတော့မဲ့ United အသင်းရဲ့အနာဂတ်ကိုစောင့်မျှော်အားပေးသွားကြရအောင်ပါလို့တင်ဆက်ရင်းနဲ့နောက်တဲ့ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြရအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နေပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ